နောက်တစ်ခုကကျွန်တော်တို့ဒီ Victoria တောင်မှာဒီလောကတိုင်လုပ်တဲ့ကိစ္စပါအဲ့ဒါကတော့ကျွန်တော်တို့ Victoria တောင်မှာ2000လောက်ခရီးရဒီတဘောပေးတဘောဥယျာဉ်ကြီးလောက်ထားတာဖြစ်ပါတယ်အဲ့ဒီ2010လောက်မှာပဲဒီအာဆီယံအမွေနေ့ဖြစ်သွားတယ်နောက်ပိုင်းမှာကျတော့ငကိုရှိတဲ့အဲ့ဒီမှာတဘောငကိုဒီတဘောဥယျာဉ်လိုမတတ်မှတ်ခင်အာဆီယံမှာဖြစ်ခင်မှာရှိခဲ့တဲ့ဖျားတွေရှိတယ်လောကတိုင်တွေရှိတယ်စေတီတွေရှိတယ်အဲ့ဒါကိုတော့နောက်ထပ်မတိုးမြင့်ပဲနဲ့နောက်ထပ်မတိုးရှင်းပဲနဲ့ဒီတိုင်းပဲထားလိုက်နောက်လမ်းလည်းထပ်မဖောက်နဲ့ပေါ့နော်အဲ့လိုလေးလုပ်ပြီးတော့ကျွန်တော်တို့အာဆီယံမွန်နေ့ကနေပြီးတော့ဒီကမ္ဘာအမွန်နေ့ဖြစ်အောင်ဒါစူးစမ်းနေတဲ့အချိန်ဖြစ်ပါတယ်ကမ္ဘာအမွန်နေ့စင်းဝင်ဖို့အတွက်ကိုလည်းကျွမ်းကျင်တဲ့ပညာရှင်တွေကလာပြီးတော့အဲ့ဒီမှာစူးစမ်းလေ့လာတာရှိပေမဲ့အာဆီယံအမွန်နေ့ကနေပြီးတော့ဒီကမ္ဘာအမွန်နေ့ဖြစ်ဖို့အတွက်ကကျွန်တော်တို့လူလုံးပစ္စည်းတွေလူလုံးအတားအဆီးတွေလမ်းဖောက်တာတို့နောက်တော့အခုနလူအဆောက်အဦဆောက်တာတို့အခုနပစ္စည်းတွေထပ်ပြီးတိုးရှင်းနေတာအဲ့လိုလုပ်တဲ့ခါကျတဘောပေါင်းချင်းကကန့်ကွက်တာအဲ့ဒါကြီးတာပဲဆိုတော့လက်ရှိကလည်းအပေါ်မှာဘုရားတဆူရှိတယ်စိတ်တဆူရှိတယ်အဲ့ဒီဟာကိုလည်းဘာသာရေးအရပြုပြင်ချင်တာလို့ဟိုတော့လုပ်ချင်တာလို့ရှိတယ်လောကတိုင်ဆိုလည်းအဲ့လိုပဲလောကတိုင်ကလက်ရှိအရင်တော့ကလိုလကူနဲ့လှုပ်လိုက်တဲ့အချိန်မှာတိတ်ပြီးတော့အချုံးမချဘူးအဲ့ဒါကိုပြင်ချင်တယ်ဆိုပြီးတော့တင်ပြတာရှိတယ်ဆိုတော့ဒါကဘာသာရေးနဲ့ဆိုင်တာဖြစ်တဲ့အတွက်ဒီမြို့နယ်ဘာသာရေးကခွင့်ပြုတဲ့အကြံပြုချက်နဲ့နောက်ပြီးတော့ဒီတစ်တော်ပေါ့အဓိကအဲ့ဒီဟာမှာဒီတစ်တော်ကနေထင်းနေတဲ့ဟာဖြစ်တဲ့အတွက်တစ်တော်ခွင့်ပြုချက်နဲ့မှလောက်ရတဲ့ဟာဖြစ်တယ်ဆိုဆရာတော်တွေကတင်ပြစာနဲ့တော့တင်ပြတယ်ဒါပေမဲ့ခွင့်ပြုချက်မရသေးဘူးကျွန်တော်ပြည်နယ်ကနေပြီးတော့မြို့နယ်ကနေခရိုင်ကနေပြည်နယ်ကိုတင်ပြလာပြည်နယ်မှာလည်းကျွန်တော်တို့ cabinet မှာလည်းအထိုက်အနိုင်ပြီးဆွေးနွေးတယ်တစ်ချိန်ချင်းမှာကျွန်တော်တို့စဉ်းစားပေးမဲ့အားမျိုးမှာဒီဆရာတော်တွေကအားချင်းပဲဒီညပိုင်းမှာဒီ PC တွေတင်ပြီးတော့ချက်လုပ်လိုက်တော့အခုလာဝကတိုင်အဲ့ဒီမှာနှစ်ခုဖြစ်သွားတယ်ဆိုတော့အခုကျွန်တော်ကအာဆီယံမွေနေ့ကနေကမ္ဘာအမွေနေ့သွားမယ်ရှင်မှာဒီလိုငကိုဟာထက်ကိုအခုဟာက3ဆလောက်ကြီးတယ်အဲ့လိုဖြစ်နေတော့ကျွန်တော်အဲ့ဒါကိုပြောလို့ဆိုတော့ခွင့်ပြုချက်မရတဲ့အတွက်ရက်စက်ခိုင်းနိုင်ပါတယ်ရက်စက်ခိုင်းတယ်နောက်ကျွန်တော်အဲ့ဒီဟာကိုကော်မတီဖွဲ့ပြီးတော့လည်းအခုစီစစ်နေပါတယ်နော်အဲ့ဒါတော့ကော်မတီရဲ့တင်ပြချက်ပုံကိုဒီမှာဒါဆုံးဖြတ်မယ့်ကိစ္စလို့ကျွန်တော်လည်းရှင်းနေချင်ပါတယ်နောက်တစ်ခုမေးချင်တာဆက်ပေါ့နော်အဲ့ဒီစီတဆူလေးရှိနေတော့လေအဲ့ဒီစီတဆူရောမှတ်ပုံတင်ရထားပြီးတော့လောက်ထားတဲ့ကွန်ပျူတာနဲ့လောက်ထားတဲ့ဟာဖြစ်သလားပေါ့နော်မသိတဲ့လူလေးရှိမှာဆိုတော့အဲ့ဒီဟာကဒီဟာနမတောင်ခေါ် Victoria တောင်ဒီဂိမ်းမလုတ်ခင်ကလေးကစီရီယာရှိပြီးသားအဲ့ဒီနမတောင်2000ခုမှစပြီးတော့ဟောဖြစ်တာဟောက2000မတိုင်ခင်ကလေးကရှိနေတာပေါ့စီတီတဆူကနောက်ပြီးတော့ကျွန်တော်သိတဲ့လောက်ကဒီဟောဖြစ်ပြီးမှလက်ဝက်ကတိုင်တယ်ဟိုဘုရားတဆူကနောက်မှပေါ်လာတာဒီ2000နောက်ပိုင်းမှပေါ်လာတာပေါ့နော်ဟိုဘက်ကထိုင်တော်မူဟိုစင်လူတော်တဆူနဲ့ဒီဘက်ကလက်ဝက်ကတိုင်ကနောက်မှပေါ်လာတာဟိုစီဒီကငကိုရီးယားရှိတာလို့အဲ့လိုသိထားပါတယ်အဲ့ဒါကြောင့်ဟိုတခါ VIP ခီးစီမှာလည်းပြောတယ်ဒီဟာကိုကျွန်တော်တို့ကအာဆီယံမွေနေ့ကနေကမ္ဘာမွေနေ့ဖြစ်ဖို့အတွက်လုပ်တဲ့ချိန်မှာနောက်ထပ်လူလုံးအသားစီတွေလူလုံးတဲ့ပစ္စည်းတွေနောက်ထပ်လမ်းဖောက်တာတွေမလုပ်ဖို့ဆိုပြီးတော့အဲ့လိုကန့်သက်တဲ့နေဖြစ်တဲ့အတွက်တက်တော်ကလည်းခွင့်ပြုချက်မပေးဘူးပေးလည်းမပေးဘူးမပေးပေးကြမှာကတော့အတင်းဆောက်လုပ်တာဖြစ်တဲ့အတွက်အခုအဲ့ဒါတွေကိုရက်ဆိုင်ခိုင်းထားတာဖြစ်ပါတယ်နော်ပတ်ပုတ်တင်တာတော့ဟိုခွင့်ပြုထားတာတော့လောဆိုတော့အဲ့ဟာတွေတော့မရှိဘူးဒါပေမဲ့ကြာပြီခဲ့ပြီပေါ့နော်ဟိုမှာအခုနစီပီတဆူရဘုရားတဆူနဲ့လောကတိုင်ကလူတိုင်းကအဲ့လိုရောက်တိုင်းသိနေတဲ့အတွက်ဒါကတော့ဟိုအလိုလိုနားလည်ပြီးသားဖြစ်နေတာပေါ့နော်နောက်ထပ်အသစ်လုပ်တဲ့ဥစ္စာကြတော့ခွင့်ပြုချက်ပေးဖို့ခက်ပါတယ်ခင်ဗျဆိုတော့ဒီဘက်ကလောကတိုင်လှုပ်လိုက်တာဟိုဘက်မှာလည်းဘုရားကိုလည်းတစားအမုံမိုးခြင်းတဲ့ဟာတွေအများကြီးလှုပ်ရှင်တာတွေရှိတယ်အလှရှင်တွေကလည်းအများကြီးပေါ်တယ်နောက်ထပ်တည်ခြင်းတာတွေရှိတော့အဲ့လိုသာခွင့်ပြုလိုက်မယ်ဆိုရင်အများကြီးကိုအဲ့ဒီပေါ်မှာရှုပ်ထွေးပြီးတော့ကျွန်တော်တို့ကဒီကမ္ဘာအမှန်နဲ့အဲ့လိုမျိုးသွားမဲ့ဟာမျိုးမှာအခက်အဟန်တာဖြစ်တယ်တက်တော့ကတော့ဖွင့်ပြီးနော်အဲ့ကြောင့်ကျွန်တော်တို့ကဒီ committee ဖွဲ့ပြီးတော့စီစစ်နေတယ်သူတို့တို့ပုံပေါ်မှာဒီမှာကျွန်တော်တို့ဆုံးဖြတ်မှာပါ